နသပင်ခေါင်းလျှော်ခိုင်းတဲ့ဟာလေဆိုင်သေးသေးလေးစဖွင့်ခါစားဆိုလို့ရှိရင်လေဖြစ်တတ်တဲ့ဟာပြောပြမယ်ကိုကတော့ technique ကို theory ကိုသိတယ် theory ကိုလည်းသိတယ်ကောင်းကောင်းလည်းညှက်တတ်တယ်ဒါပေမဲ့ဘာပဲမသိတာလဲဆိုလို့ရှိရင်လေ YouTube တွေမှာတက်လာတဲ့ပုံလေးလာညက်တဲ့ခါကြလို့ရှိရင်အဲ့ဒီပုံလေးတွေယူပြီးတော့လာတယ်ဟုတ်တယ်မလားလာတဲ့ခါကြလို့ရှိရင်ဟုတ်ပြီအိမ်မှာရှော့ချင်လို့ရှော့ခဲ့တယ်ဆိုတော့သပင်ကအများနဲ့လဲကောင်းပေါင်းသေးထည့်ချင်မှလည်းထည့်မယ်ဒါမှမဟုတ်ရင်လည်းအစီတွေနဲ့ပေါ့နော်အလောက်ကပြန်လို့ဝင်းညက်တာပေါ့နော် customer မသိဘူးဒါကဒီလိုဘယ်လိုမျိုးဖြည့်ရှင်းရတယ်ဘယ်လိုမျိုးလုပ်ရတယ်ဘယ်လိုမျိုးခက်ဘယ်လိုမျိုးလုပ်ရတယ်ဆိုတော့မသိဘူးမသိတဲ့ခါကျတော့ sign အငယ်တွေအနေနဲ့ကလေဘယ်လိုမျိုးလုပ်ဖြစ်လဲဆိုလို့ရှိရင်လေဒါတွေကဒီလိုမျိုးတေချာလေးရှော့တေချာလေးပေါင်းသေးထည့်ဘယ်လိုမျိုးသပင်အနေထားအထူအပစံသားအနေအထားအဲ့ဒီအနေအထားတွေဘယ်လိုတွေရှိနေမှာဒီပုံလေးရလက်ကဘယ်လိုထွက်တာဘယ်လိုပုံသွင်းလိုက်လို့ဘယ်လိုထွက်တာအဲ့လိုမျိုးသိထားဖို့လိုတယ်အဲ့လိုမသိမဲ့နဲ့ customer ကရှော့မဲ့မှာစီတွေနဲ့ဟုတ်ပြီခေါင်းရှော့မဲ့ပြောတာခေါင်းရှော့ကအကုန်မရှော့ခြင်းဘူးဘာလို့ဆိုတော့အောက်ကလူတွေကိုပဲအဓိကထားပြီးတော့အလုပ်လုပ်တာဟုတ်အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးလာတဲ့အခါကျလို့ရှိရင် okay customer စိတ်ဆိုးမှစိုးတဲ့အတွက်ကြောင့်မလို့ကိုကအားနာနာနဲ့ညှပ်ပေးလိုက်ရောပုံသွင်းနေသွင်းလို့မရအောင်အစီတွေခဲနေနော်ပြီးရင် point တက်ဒီပိုင်းဝင်ပြီးညှပ်ပြီးသွားလို့တက်ကနေ့အတိုင်းညှပ်ပြီးသွားပြီရေအစိုးနဲ့dryer မှုတ်တယ်မှုတ်လို့မရအောင်နော်မှုတ်တယ်နောက်မှုတ်လိုက်ပြီးနန်စော်ပြီးထွက်လာပြီးအနံ့တွေတစ်ထောင်ထောင်းတယ်နော်အဲ့နန်ပြီးနန်နဲ့အပြင်ကိုယောဂရမယ်နော်အဲ့ဒါညှက်တဲ့သူယောဂရမယ်အနံပြီးထွက်လာတယ်ပြီးတော့စိုင်းထဲမှာခေါင်းလျှော့နေတဲ့သူတွေရှိမယ်အဲ့ခေါင်းလျှော့နေတဲ့အစားလူကအစားကုန်မွန်ထုံပြီးတော့မှနန်ကုန်နော်အဲ့မှာလည်းကြောင်းရတာလေးကဘယ်လောက်လဲ3-4 5တောင်အဲ့ဒါလေးနဲ့ဖြစ်သွားတဲ့ဟာတွေကအများကြီးပဲ side effect တွေကအဲ့ဒီရဲ့အပြင်ကမှဘာဖြစ်လဲဆိုလို့ရှိရင်ပုံကသွင်းရတာကဆန်သားရဲ့ဂျက်ခဲဖြစ်နေတဲ့အတွက်အစင်းကမပြေ point ကတ်တွေဝင်တဲ့ခါမှာလည်းစပင်းတွေကလုံးထွေးပူးနေတဲ့ခါကျတော့ဖြားလေးမထွက်နေတော့ဘူးတင်ထားတာက point ကတ်ဝင်ရကောင်းမှလည်းသိတယ်လေဟုတ်တယ်မလားညက်နေလည်းသိတယ်ဘာလို့သိလဲဘာမလို့တော့အဲ့တော့ဒီစပင်းကဈေးလျှော့ပြီးတော့မှဝဲလေးဖြစ်နေဖို့လိုတယ်ဝဲလေးဖြစ်နေပါတက်ရက်လေးဖြစ်နေဖို့လိုတယ်အဲ့လိုပုံစံမျိုးအဲ့တော့ customer ကိုလည်းတချို့နေရာတွေမှာအလိုမလိုက်တယ်မလိုက်ရအောင်တချို့နေရာတွေမှာတခြားလေးအကျိုးသိအကြောင်းတွေကိုပြောပြဖို့လိုတယ်အဲ့ဒါအဲ့လိုမျိုးမပြောပြဘဲနဲ့အဲ့ဒီအတိုင်းကိုလုပ်ကြည့်လိုက်ပါလားဒီဆိုင်မှာသွားညက်တာအထက်လိုက်ကြီးတယ်ကြည့်ပါအောင်သပင်ပုံကြီးကအဲ့လိုမျိုးဖြစ်ကုန်ကို့အမားဖြစ်သွားကိုကမှဒါသိကြတယ်ဒီဟာကမလျှော်ရင်မရအောင်ဒီသပင်ကပေါင်းစိမ့်မတော့ရင်မရအောင်အဲ့တော့ဒီပုံလိုချင်တယ်မလားအဲ့ပုံထဲမှာတက်ရက်လို့လေသပင်ပုံလေးကတက်ရက်လို့ဟုတ်ပြီဒီဆန်ကကောက်ကွေးလိမ်ပြီးတော့ထူပိန်းနေဒီမှာပပဝဲလေးကိုညှက်ထားတာဒီမှာကောက်ကွေးလိမ်ပြီးတော့ထူပိန်းနေတဲ့ဟာကဘယ်လိုမျိုးညှက်မှပဲရမှာဒီလိုမျိုးညှက်ရင်ဘယ်လိုပုံသွင်းရင်တော့ထွက်တယ်ပုံမသွင်းရင်ဘာပုံဖြစ်သွားမယ်ကိုကသိဖို့လိုတယ်ဒါတွေကိုသူတို့ကြိုပြောနိုင်မှာလားဒီဆိုင်မှာညှက်ခဲ့တယ်လေဒီလိုကြီးဖြစ်သွားတာတော့အပြောမခံရတော့မဟုတ်ရင်အပြောခံရတယ်အဲ့တော့ခေါင်းလျှော်တာပေါင်းစည်းသုံးတာအရင်အရေးပါတယ်အရေးကြီးတယ်အဲ့တော့ကိုကတခါလေးကြိုပြောမယ်ရင်မချော်ချင်ဘူးဟုတ်ပြီမချော်ချင်ဘူးအဲ့ဆိုအကျန်းပဲညှက်လို့ရမယ်နော်လက်ရချောမွေးလေးထွက်လာမှာမဟုတ်ဘူးရတယ်အဲ့ဒီအကျန်းကိုလက်ခံရတယ်အကျန်းကိုလက်ခံလို့ပြန်သွားတယ်စပင်းကြီးကသိရမလားတိတ်ပြီးတော့မှမတက်ရက်ဘူးဖြစ်နေတယ်ညှက်ထားတဲ့ဟာကြီးကအဲ့ခါကျမှမကောင်းဘူးမပြောနဲ့လေစောကြီးကပြောပြီးသားခေါင်းလျှော်ရင်ဒီလိုအကျန်းပဲထွက်မှာအဲ့ဒီအောင်မှသိရမလားဟိုအရင်ထက်ထဲကဆိုင်ငယ်တွေရက်ွက်ဆိုင်တွေတော်တော်များများကအဲ့လိုမျိုးပြောရကောင်းမှမသိဘူးပြောပြရကောင်းမှမသိဘူးမသိတော့ customer ဒီတိုင်းပဲတည်လာကြတယ်မညက်လဲဟိုမှာတော့ငါတလုံးညက်လာတာငါအသက်က90လောက်ရှိနေပြီနော်ဘယ်တော့မှခေါင်းလျှော်စရာမလိုဘူးဆိုတော့လွယ်တဲ့ကောင်းတွေလွယ်တယ်မလွယ်တဲ့ကောင်းတွေမလွယ်ဘူးဒါပေမဲ့စပင်းပုံကကိုပညာကိုတန်ဖိုးထားတယ်ကိုရဲ့လက်ရာကိုတန်ဖိုးထားတယ်နောက်နာမည်တစ်ခုနဲ့ရက်တည်ခြင်းနဲ့ဆိုလို့ရှိရင်ကိုရဲ့လက်ရာကဘသူ့ကိုပဲညံ့ကောင်းထွက်ခြင်းတယ်ကောင်းထွက်ခြင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြမ်းတန်းရခုနကသူလက်ခံလို့လုပ်ပေးလိုက်ရတယ်ဆိုလို့ရှိရင်ကိုကလုပ်လိုက်ပြီတကယ်လို့အဲ့လိုမျိုးမပြောလိုက်ဖ ೇನೆ ကိုကလုပ်လိုက်တယ်လုပ်လိုက်တဲ့ခါကျလို့ရှိရင်ဒီဆိုင်မှာသွားညက်တာဒီလူညက်တာဒီလိုကြီးဖြစ်နေတယ်ကိုရမှာပြန်ကြားရလိမ့်မယ်အဲ့တော့ကိုမသုံးကြတာမဟုတ်ဘူးအဲ့ခါကျရင် style တွေကဘာဖြစ်သွားလဲသိလားအဲ့ဆိုင်ငယ်တွေဆိုင်ရှင်တွေကလေဆရာလည်းဘေးနားမှာမရှိနေဘူးဆိုင်ကြီးတွေမှာကျတော့ဆရာတွေရှိတယ်မေးလို့ရတယ်အဲ့ဆရာတွေကစီမံခန့်ခွဲပြီးသားဒီက target customer ကဘယ်သူတွေဘယ်လိုမျိုးသွားမယ်ငါတို့ကဘယ်လိုလုပ်မယ်ဆိုပြီးတော့မှစီစဉ်ဆွဲပြီးသားဆရာတွေကလက်အောက်မှာပညာသင်ရင်အလုပ်လုပ်ရတာအရန်ကောင်းတယ်အရန်ငြိမ်းချမ်းတယ်မတိတက်တဲ့ရွာသား mindset တွေကကြတာဘယ်လိုလဲဆိုလို့ရှိရင်လေလူတွေရှိပြရတာအစပြုံးပြရတာအစအယိုသေးပြရတာအစသူကပင်မလို့မပေးတော့ဘူးအဲ့လိုမျိုးတကယ်တော့အဲ့ဒီလိုမျိုးဘယ်လိုပြောမလဲစနစ်တကျနဲ့ဆရာတွေနဲ့တွဲပြီးတော့အလုပ်လုပ်ရတာကြတာတကယ်ကောင်းတယ်ဒါကတော့ခုမှအချိန်လဲရှိတယ်ပညာသင်ရင်းနဲ့လုပ်မယ်ဆိုရင်ပြောတာနော်အကယ်၍ကိုဟာကိုလုပ်ဖို့အတွက်ကိုခုနကတော့ငွေအများတန်းနိုင်တဲ့သွားနေလို့အတင်းမွေးဖြစ်လုပ်ကြည့်မယ်အစီအပြောင်းလုပ်မယ်စူးစမ်းမယ်ကောင်းတဲ့ဆက်ဆံရေးလဲပြောစကားနားထောင်တဲ့ဒါတွေကိုလဲလိုက်ပြီးတော့စူးစမ်းမယ်ဆိုလို့ရှိရင်လည်းတင်တန်းတက်ပြီးရင်ကိုဟာကိုရက်တည်နိုင်ဖို့အတွက်အများအားချိတ်ဆက်ထားရမယ်ကောင်းတဲ့ဆက်ဆံရေးလေကောင်းတဲ့ဆက်ဆံရေးအရင်ရေးကြည့်တယ်တယောက်တည်းနဲ့အရင်တိုင်ပတ်တယ်အဲ့တော့တယောက်တည်းနဲ့တိုင်ပတ်နေတဲ့လူအများစုကခုနကပြဿနာဖြစ်တာမေးစရာဆရာလည်းမရှိဟုတ်ဆရာမနည်းနည်းပြောပါ